တစ်ခွက်4500ဖြစ်နေတဲ့အချိန်မှာတစ်ခွက်ကို1390နဲ့ရမယ်။ဘိုးမိုင်းလိုက်လားအရန်တန်နေကြလို့ဆူလင်းနဲ့ကိုလင်းတန်းကတော့မြောက်ကလာပါမြို့နယ်ငါးလက်မှတ်တိုင်အနီးမှာရှိတဲ့ရွှေရွာဆိုင်ခွဲတွေကိုတွားခဲ့ပါတယ်။တစ်ခွက်1390နဲ့ခွက်100 33900တစ်ခါတည်းဝယ်ထားရုံနဲ့ promotion ကလာအကန့်အသတ်မရှိတောက်လို့ရမှာနော်။တောက်တဲ့တိုင်းမှာခွက်100ဝယ်ထားတဲ့ဆိုင်ကလေးယူသွားဖို့တော့မမေ့နဲ့နော်။တက်စရာပြီးတော့အမီးအနေနဲ့ပင်လယ်စာအစုံနောက်စားခဲ့သေးရေပွဲတွေကန်းတွေကင်းမုံတွေအကြီးနဲ့ဟိုမှာအရသာကတော့ share ပဲကိုလင်းတန်းကတော့ WhatsApp EE ကို share ကြိတ်နေရတာပဲအသားရဲ့နုညံ့အိစက်မှုကမအီပဲနဲ့တော်တော်စားလို့ကောင်းတယ်ကိုလင်းတန်းကတော့စားလိုက်တောက်လိုက်နဲ့မိုက်နေပြီဘီယာလေးနဲ့ဆိုအကင်စုံလေးကလည်းမပါမဖြစ်ခွက်100 promotion နဲ့ဆိုတော့လူတောက်စရာလည်းမလိုတော့ဘူးစားလိုက်တောက်လိုက်နဲ့ညိတ်နေရောပဲအော်မေ့တော့မလို့ customer ကလည်းတော့သိမ့်ဝယ်ဒပလင်းလက်ဆောင်ဆိုတဲ့ promotion ရှိသေးရဲ့နော်ညီအနေနဲ့ကားကလေး5ပေါင်လေးလည်းမှာပြီးတော့စားခဲ့သေးတယ်ငါအသားEE လေးကိုမှအသားရဲ့ဒီအရသာဝင်အောင်ပေါင်းပြီးထားထိမိနေရောငါမကြိုက်တဲ့ဆူလင်းအတွက်တော့အဆင်ပြေရဲ့ကိုလင်းတန်းလက်ထဲကတော့စက်နီမရခိုင်ချက်တဲ့စက်နီမဆိုတော့ဝါရတာတော့နည်းနည်းခက်တယ်နှစ်ယောက်လုံးအကြိုက်တွေ့ရတဲ့မှာတော့မပါဘူးဂျင်းစင်းနဲ့ပြုတ်ထားတဲ့ချက်ဆေးပေါင်းလေးစေးနဲ့ပြင်းပြီးတောက်ရခတ်မယ်တင်တာမစိုးဆူလင်းတော့ကြိုက်တယ်နောက်ဆုံးပိတ်အနေနဲ့ fire show လေးတော့ပါလိုက်သေးရဲ့ဝက်နံယိုမီတာနံယိုသားလေးကိုနူးအီမြောင်ပေါင်းပေးထားတာပူပူဆက်ဆက်လေးနဲ့စားလို့တော်တော်ကောင်းတယ်ချို့ဆိုင်ကြီးလိုမျိုးအချိုကဲတာမျိုးမဟုတ်ဘဲနဲ့ပူပူဆက်ဆက်လေးလုပ်ပေးထားဆူလင်းကြိုက်နေတော့ကွက်တီပဲကိုလင်းနဲ့တော့ကြိုက်လုံးလို့အပီဆွဲနေပြီစားလိုက်တောက်လိုက်နဲ့နောက်ကျနေပြီဆိုတော့ပြန်มาတော့မယ်တတာ